ကျွန်ုပ်ရဲ့သွေးတွေဟာကောင်းကင်ရဲ့အထက်ကိုစီးဆင်းပါစေသွေးသစက်မှမြေကြီးပေါ်မကျရောက်ပါစေနဲ့ဒုစံလှုပ်ဝက်တဲ့ယရနာဟာဖျဲသီးတွေကထွက်ပေါ်လာပြီးတကိုးကြီးတဲ့နတ်တို့ကိုးခွေရာကြောက်စင်းစင်းလူတော်ဖြစ်လာပြီးနောက်အကြောင်းမျိုးကြောင့်လူအများကိုကြီးမားတဲ့ဘေးဥပဒ်တွေဖြစ်ပေါ်စေတဲ့အကြောင်းတရားများစတဲ့အကြောင်းအရာတွေဟာဘလို့ဆက်ဖြစ်မလဲဘလို့ဆုံးသက်သွားမလဲဆိုတာကိုစိတ်လှရှားဝင်စိတ်ဝင်စားစရာသမိုင်းအကြောင်းတွေကိုကျွန်တော်တို့ကြည့်ရှုခန်းစားကြမယ်ထိုင်းနိုင်ငံရာဇဝင်လာပြည့်အမှန်မှတ်တမ်းတစ်ခုဖြစ်တဲ့ဘုရားသီးကြောက်စင်းစင်းလူတော်ဖြစ်ပေါ်လာဖို့အကြောင်းဗုဒ္ဓမြတ်စွာဘုရားရှင်ပြိဋိဘံစံပြီးတဲ့နောက်နှစ်ပေါင်း1000ကြာပြီးတဲ့ကာလမှာကုက္ကုတနာခွန်ယနေ့ခေါ်ထိုင်းနိုင်ငံလန်ပန်းနယ်မှာရှိတဲ့ကျောင်းလေးကျောင်းမှာရဟန်းတစ်ပါးသတင်းသုံးနေပြီးဗုဒ္ဓဘာသာဆက်လက်ပြန်ပွားတိုးတက်အောင်ထမ်းဆောင်ရင်းတရားဘာဝနာများလည်းငြိမ်းချမ်းစွာကြင်ကြံအားထုတ်နေကြတယ်။ဒီနေ့မှာတော့ရဟန်းတော်ဟာသာသနာတော်တည်တံ့မှုနဲ့နောက်လာနောက်သားတွေအတွက်မှတ်တမ်းတစ်ခုဖြစ်အောင်ရည်ရွယ်ပြီးဘုရားစင်တော်တဆူကိုတည်ထားကိုးကွယ်ဖို့တွင်အဋ္ဌံဆန္ဒပြုခဲ့တယ်။သို့တော်လည်းရုပ်ပွားစင်တော်ကိုဘယ်အရာဝိတ္ထုကနေထွင်းထုရမလဲဆိုတာအကြံဉာဏ်မရဘဲဖြစ်နေခဲ့တယ်။ဒီလိုရုပ်ပွားစင်တော်ထွင်းထုကိုးကွယ်ဖို့စိတ်ဆန္ဒကိုမေနဝမ်မြစ်ဆောက်နဂါမင်းကြီးဟာသိရှိသွားခဲ့ပြီးဒီနဂါမင်းကြီးဟာဗုဒ္ဓဘာသာကိုအလွန်လေးစားယုံကြည်သူလည်းဖြစ်ခဲ့တယ်။ဒါကြောင့်ပဲနဂါကြီးဟာရုပ်ပွားစင်တော်ကိုဘယ်အရာဝိတ္ထုနဲ့ထွင်းထုရမလဲဆိုတာကိုလည်းဝိုင်းဝန်းစဉ်းစားခဲ့တယ်။အဲဒီနောက်မှာနဂါမင်းကြီးကမိမိနဂါတိုင်းပြည်မှာထိန်းသိမ်းထားတဲ့ကြောက်စိမ်းရတနာကိုစဉ်းစားမိပြီးဘုရားစင်တော်ထုလို့ဖို့တင့်တော်ကြောင်းမှတ်ယူလိုက်တယ်။နဂါမင်းကြီးဟာမိမိရဲ့နဂါတိုင်းပြည်ကကြောက်စိမ်းရတနာကိုကုက္ကုတနာခွန်မြို့စီကိုဆောင်ယူသွားပြီးဖျဲသီးတစ်လုံးထဲကိုကြောက်စိမ်းရတနာကိုလှုပ်ဝက်စာနဲ့ထည့်သွင်းထားခဲ့တယ်။ကြောက်စိမ်းရတနာရှိတဲ့ဖျဲသီးဟာတောင်လူတူဖြစ်တယ်လို့ဗုဒ္ဓအဆုံးအမနဲ့အညီနေထိုင်ပြီးသူတော်ကောင်းစိတ်ဓာတ်နဲ့ပြည့်စုံတဲ့နန်းစုချာတာစိုက်ပျိုးထားတဲ့ဖျဲသီးခြံထဲမှာတည်ရှိပြီးကာလတစ်ခုကြာမြင့်ပြီးတဲ့နောက်မှာဖျဲသီးဟာလည်းမှဲ့စာပြုခဲ့တယ်။နန်းစုချာတာဟာနေ့စဉ်မနေ့တိုင်းမိမိရဲ့ခြံထွက်တဲ့သီးနှံတွေကိုခူးဆွပြီးဘုရားစွန်းတော်ကက်ချင်းနဲ့စွန်းလောင်းခြင်းတို့ကိုပြုလုပ်လေရှိတယ်။ဒီနေ့မှာတော့နန်းစုချာတာဟာမိမိစိုက်ပျိုးထားတဲ့ဖျဲသီးတွေကမှတာမန်ထက်ကြီးပြီးဆင်းဆူလှပကစားခြင်းဆိုပဲဖျဲသီးတစ်လုံးကိုတွေ့မြင်ခဲ့တယ်။ဒီတော့နန်းစုချာတာဟာဒီဖျဲသီးကိုခူးဆွလိုက်ပြီးမိမိရဲ့မိတ်ဆွေတို့နဲ့အတူဘုရားကျောင်းကိုတော့ကရဟန်းတော်ကိုကက်လူခဲ့တယ်။ရဟန်းတော်ကလည်းနန်းစုချာတာကက်လူတဲ့ဖျဲသီးကြီးကိုလက်ခံလိုက်ပြီးကွဲချမ်းစိတ်ပြလိုက်တဲ့အခါမှာတော့အတွင်းကဖျဲသီးအသားကိုမတွေ့ရပဲကြောက်စိမ်းရတနာကြောက်ကြီးကိုတွေ့မြင်ခဲ့ကြတယ်။ဒီအဖြစ်ဟာလူအများကြားထူးဆန်းအံ့ဩဖွယ်ရာဖြစ်နေပြီးရဟန်းတော်ကဒီကြောက်စိမ်းရတနာဟာရုပ်ပါစင်လူတော်ထုလို့ပူဇော်ဖို့အတွက်တင့်တော်တဲ့ဝိတ္ထုဖြစ်ကြောင်းပြောကြပြီးလူပရိသတ်အပေါင်းတို့ကလည်းဝမ်းမြောက်ဝမ်းသာနဲ့ပီတိဖြစ်ခဲ့ကြတယ်။ရွာသူရွာသားအပေါင်းတို့ကရုပ်ပါစင်လူတော်အဖြစ်နဲ့ထွင်းထုပူဇော်မဲ့ဒီကြောက်စိမ်းရတနာကိုလာရောက်ကြည့်ရှုဖူးမြော်နေခဲ့ကြတယ်။သို့တော်လည်းတလားကြာပြီးတဲ့နောက်မှာတော့ကြောက်စိမ်းရတနာဟာစင်တူတော်ပုံဖော်ထုစစ်နိုင်ခြင်းမရှိဘဲဖြစ်နေခဲ့ကြတယ်။အကြောင်းရင်းကတော့ကြောက်စိမ်းရတနာကိုထွင်းထုဖို့အတွက်ဘလို့ပစ္စည်းကိရိယာမှစွမ်းနိုင်ခြင်းမရှိဘဲအလွန်မာကျောနေတာအကြောင်းပဲဖြစ်တယ်။ဒီနေ့မှာတော့ယဟန်ဟာကြောက်စိမ်းရတနာတုံးကြီးကိုဘလို့ထုစစ်ရမလဲလို့တွေးတောနေချိန်အဝေးဖြူနေအဖိုးတယောက်ဟာတောင်မွေးထောက်ပြီးဝင်လာရင်ကြောက်စိမ်းရတနာတုံးကိုရုပ်ပါစင်တူတော်ပုံဖြစ်နေထုစစ်ပေးမယ်ဖြစ်ကြောင်းပြောကြားခဲ့တယ်။ရဟန်းတော်ကလည်းဝမ်းသာသွားပြီးဒီအဖိုးဟာကြောက်တန်တွေကိုထုစစ်ပုံဖော်တာတွေကိုအလွန်ကျွမ်းကျင်တဲ့ပန်းတီးဆရာဖြစ်လိမ့်မယ်လို့လည်းမှတ်ထင်ခဲ့တယ်။ရဟန်းတော်ဟာအဖိုးအတွက်လိုအပ်တဲ့ပစ္စည်းကိရိယာတွေကိုယူဆောင်ပေးဖို့တစ်ချက်လှည့်သွားချိန်ခဏလေးအတွင်းမှာပဲကြောက်စိမ်းရတနာဟာရုပ်ပါစင်တူတော်အဖြစ်ကိုချက်ချင်းပြောင်းလဲသွားပြီးဒီအဖိုးဟာလည်းပျောက်ကွယ်သွားခဲ့တယ်။လုံးဝနဲ့ကြောက်စိမ်းရတနာဟာအခုအခါမှာတော့အလွန်သက်ပေတဲ့ရုပ်ပါစင်တူတော်အဖြစ်ကိုပြောင်းလဲခဲ့ပြီးဖြစ်တယ်။ရဟန်းတော်ဟာပျောက်သွားတဲ့အဖိုးကိုတန်တရားဝင်ပြီးဘယ်အရက်ကနေရောက်လာတဲ့ဆိုတာစဉ်းစားလို့မရပဲဖြစ်ခဲ့တယ်။အဲဒီနောက်မှာရဟန်းတော်ကရွာသူရွာသားတွေကိုမေးမြန်းစုံစမ်းခဲ့ပေမဲ့လည်းဘယ်သူမှအဲ့ဒီအဖိုးကိုမသိပဲဖြစ်ခဲ့တယ်။ဒီခါရဟန်းတော်ကဒီအဖိုးဟာတာမန်လူမဟုတ်ပဲတရားမင်းတော်၎င်းနတ်ဒေဝါတော်၎င်းဖြစ်လိမ့်မယ်လို့မှတ်ယူခဲ့တယ်။ရဟန်းတော်ကလှုပ်ဝဲထူးဆန်းတဲ့အဖိုးတရားအကြောင်းကိုနန်းစုချာတာနဲ့တကွရွာသူရွာသားတို့ကိုပြပြလိုက်တဲ့အခါမှာတော့အားလုံးကလည်းအံ့ဩမှဲ့သက်သွားပြီးကြောက်စင်းရုပ်ပါစင်းတို့ကိုအလွန်ကြည်ညိုတရားစိတ်တွေဖြစ်သွားကြတယ်။အဲဒီနောက်မှာတနေ့တုန်းကရှိတဲ့လူအပေါင်းတို့ဟာ
ကြောက်စင်းရုပ်ပါစင်းလူတော်ကိုလာရဖူးမြော်သူများပြားနေပြီးကြောက်စင်းရုပ်ပါစင်းလူတော်ကိုဖျဲသီးကြောက်စင်းစင်းလူတော်လိုတဲ့ခေါ်တွင်ခဲ့ကြတယ်။ကြောက်စင်းရုပ်ပါစင်းလူတော်ကိုအောင်မြင်စွာထုစစ်ပုံဖော်နိုင်ခဲ့တဲ့ရဟန်းတော်ကလည်းကုကူသားနာခေါ်နေတခွင်ကပြည်သူတွေရဲ့လေးစားကြည်ညိုခြင်းကိုခံရပြီးကြောက်စင်းရတနာကိုတီးတဲ့ဖျဲသီးဖြစ်ထွန်းရာချမ်းပိုင်ရှင်ဖြစ်တဲ့နန်းစုချာတာဟာလည်းလူအများရဲ့ချီးကျူးခြင်းကိုခံရတယ်။ဘလို့ပဲပြောပြောလူလောကရဲ့တဘာဝအရာချစ်ခင်သူပေါ်များလေလေတစ်ဖက်မှာလည်းမုန်းတီးသူရှိမြဲဖြစ်တာကြောင့်ဒီနေ့မှာတော့ရဟန်းတော်နဲ့နန်းစုချာတာတို့ကိုမနာလူလူစုကရဟန်းတော်နဲ့နန်းစုချာတာတို့ကဖောက်ပြန်နေကြတယ်ဆိုတဲ့မဟုတ်မမှန်သတင်းကိုလွှင့်လိုက်ပြီးဒီသတင်းကလည်းတနေ့လုံးကိုလှင်မြန်စွာနဲ့ပြန့်နှံ့သွားခဲ့တယ်။ရွာသူရွာသားအချို့ကတော့တစ်ဖက်ကနားထောင်ပြီးတစ်ဖက်ကဂေးမဆိုင်ပဲလူလူရှုခဲ့တယ်။မကြခင်မှာပဲကောလာဟာလာသတင်းတွေကနေဇာမင်းထံကိုရောက်သွားခဲ့ပြီးနေဇာမင်းကြီးဗုဒ္ဓဘာသာကိုတက်ဝင်ယုံကြည်တဲ့သူဖြစ်တာနဲ့ညီမိမိအုပ်ချုပ်နေတဲ့နေမှာဒီလိုအရှက်ဖွယ်ရာတသနာညှိုးနွဲစေခဲ့တဲ့သတင်းတွေဖြစ်ပေါ်နေတာကိုလည်းအလွန်ဒေါသထွက်နေကြတယ်။ဒီတော့နေဇာမင်းကြီးကနန်းစုချာတာကိုဖမ်းဆီးလိုက်ပြီးအမှန်တရားကိုစစ်ဆေးခြင်းမရှိဘဲတည်တံကျစေခဲ့တယ်။နန်းစုချာတာဟာနေဇာမင်းကြီးကိုဘလို့ပဲမိမိမှန်ကန်ကြောင်းတောင်းပန်နေပြီးအဖြစ်မှန်ကိုစုံစမ်းသုံးသပ်ဖို့ပြောဆိုခဲ့ပေမယ့်နေဇာမင်းကြီးဟာတေမင်းကိုမယုံသိမ်းပြီးပဲနန်းစုချာတာကိုတက်ကွင်းစီပို့ဆောင်ခိုင်းခဲ့တယ်။ရွာသူရွာသားအားလုံးကလည်းနန်းစုချာတာကိုယွန်းရှာကြပြီးအပြစ်ရှိကြောင်းမှတ်ယူခဲ့ကြတယ်။နန်းစုချာတာဟာမိမိကိုယ်ကိုတေချာပေါက်တရားတော်မယ်လို့သိရတဲ့အခါမှာတော့မိမိဟာပြန့်နှံ့နေတဲ့သတင်းအတိုင်းမဟုတ်မမှန်ဘူးဆိုရင်မိမိရဲ့သွေးဟာကောင်းကင်ယံကိုစီးဆင်းသွားပါစေ။သွေးတစ်စက်မှမြေကြီးကိုမကြပါစေနဲ့။အကယ်လို့အပြစ်ရှိတယ်ဆိုရင်သွေးတွေဟာတနယ်လုံးကိုမခန်းချောက်ပဲပြန့်နေပါစေလို့တစ္ဆာစကားကိုဆိုလိုက်ပြီးရနော်ကွမြတ်သူဟာနန်းစုချာတာရဲ့ဥကောင်းကိုတစ်ချက်တည်းဖျက်လိုက်တဲ့အခါမှာတော့သွေးတွေကကောင်းကင်အထက်ကိုတက်သွားပြီးတစက်မှမြေကြီးပေါ်ကိုမကျရောက်ပဲဖြစ်ခဲ့တယ်ဒီမြင်ကွင်းဟာနန်းစုချာတာရဲ့ရိုးသားဖြောင့်မတ်မှုကိုတက်တည်ပြလိုက်ပြီးလူအများကိုအလွန်ပဲအံ့ဩစေခဲ့တယ်နေဇာမင်းကြီးကမိမိရဲ့အမားကိုနောင်တရသွားပြီးဒေါသစိတ်နဲ့ဆင်ခြင်သုံးသက်နိုင်စွမ်းမရှိခဲ့တာကြောင့်အပြစ်မဲ့သူတူဟာတေဆုံးခဲ့ရတယ်ဒီလိုနဲ့နေဇာမင်းကြီးဟာမိမိရဲ့အမားကိုမှတ်ရနေပြီးနေ့စဉ်နဲ့အမျှစစ်ဆင်းရနေကြတယ်အဲ့တော့မကြတော့မှပဲနေဇာမင်းကြီးကလည်းတဖြည်းဖြည်းနဲ့နာမကျန်းဖြစ်လာပြီးနောက်ဆုံးမှာတော့သွေးဟန်ကတေဆုံးသွားခဲ့တယ်ရွာသူရွာသားအပေါင်းတို့ဟာအဖြစ်အပျက်တွေကြောင့်အလွန်စိတ်မကောင်းဝမ်းနည်းနေကြပြီးကောလာဟာလာသတင်းတွေကိုယုံကြည်နေခဲ့ကြတဲ့အတွက်အပြစ်မဲ့တဲ့နန်းစုချာတာဟာတေဆုံးသွားခဲ့ရတယ်နောက်ပိုင်းမှာတော့ရွာသူရွာသားတွေဟာနန်းစုချာတာကိုရည်စူးပြီးကျောင်းဆောင်တစ်ခုကိုစုပေါင်းကဆောက်လုပ်လှူဒန်းခဲ့ကြတယ်ဒီကျောင်းဆောင်ဟာဖျဲသီးကြောက်စင်းရုပ်ပွားစင်းတို့တော်တည်ထားရာကျောင်းဆောင်နဲ့ကက်လျက်ဖြစ်ပြီးယနေ့အခါမှာတော့ဖရကယောက်ဒေါတောက်စုချာတာရာမဝိဟန်ကျောင်းလို့ခေါ်တွင်ခဲ့ကြတယ်ကြောက်စင်းရုပ်ပွားစင်းတို့တော်ကိုထုစစ်ဖို့အတွက်ရည်ရွယ်ခဲ့တဲ့ရဟန်းတော်ဟာအဖြစ်အပျက်များကြောင့်ဝမ်းနည်းစေမကောင်းဖြစ်ကာဒီကုတ်ကုသနာခွန်းနယ်မှာနေခြင်းစိတ်မရှိတော့တာကြောင့်ကြောက်စင်းရုပ်ပွားစင်းတို့တော်ကိုပင့်ဆောင်ကာလမ်းပန်းစီတီကျောင်းသို့ရွှေ့ပြောင်းတင်သုံးနေခဲ့ပြီးယနေ့တိုင်းဖျဲသီးကြောက်စင်းရုပ်ပွားစင်းတို့တော်ဟာတည်ရှိနေကြတယ်ဟုတ်ကဲ့ပါဒီနေ့ဆက်ပေးခဲ့ရတဲ့အကြောင်းအရာလေးကတော့ထိုင်းနိုင်ငံရာဇဝင်လာဖြစ်ရမှန်မှတ်တမ်းတစ်ခုဖြစ်တယ်ဖျဲသီးကြောက်စင်းစင်းတို့တော်ဖြစ်ပေါ်လာဖို့အကြောင်းပဲဖြစ်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ရာဇဝင်သမိုင်းအကြောင်းတွေကိုဆက်လက်ပြီးတော့မှတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးကြဖို့အတွက်မေတ္တာရက်ခံအပ်ပါတယ်ဒီတဲ့ပုံမကောင်းမတဲ့အကြောင်းတွေကိုကျွန်တော်ပြန်လာခဲ့ပါအောင်မယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်